我看那个鸡呗。喂，大鸡毛把你进来吧，我看呀。哇！ရေငန်းလေး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 ဝါရှယ်ပဲကဲဒီလိုလေးပါဗျာရေငန်းလေးရဲ့မြင်မှုတဲ့သူကတော့မြင်မှုမဟုတ်နော်။မမြင်မှုတဲ့သူတွေလည်းဒါမြင်မှုအောင်လို့ကျွန်တော်ရိုက်ပြတာပါ။ကဲဒီမှာကြည့်ပါဗျာဒီမှာသူ့ရဲ့အကိုင်းလေးကဒီလိုမျိုးဒါသူ့ပင်ရင်းပေါ့ပင်ရနေဒီလိုလာတယ်ခင်ဗျဒီလိုလာတယ်ဒီလိုတီးရတယ်ခင်ဗျဒါသူ့ပင်ပေါ့သူ့ပင်ကတော့စူးရရှိတယ်ဒါသူ့ပင်ပေါ့ကဲသူ့ဒီအများကြီးရှယ်ကြီးကဲဒီမှာပါဗျာအဒီဒီမှာသူ့အပင်ကြီးပင်ကြားထဲမှာဒါကြောင့်အလုံးကြီးပဲဟာလေကြည့်ပါကြည့်လိုက်ဒီမှာလေဒီလိုလေးပြီးနေပါနော်ဒီငန်းကြီးပင်ဖြစ်ပါတယ်ခင်ဗျဒါကတော့ကျွန်တော်တို့ကအတီးတီးလို့အဆင်ပြေအောင်လို့ဗျာသူတစ်ကိုင်းနေထိုးထည့်ထားတယ်ကဲဟိုဘက်ပင်တော့မယ်အဲ့လိုက်ကြဒီတော့ရရတယ်နေဘူးဒီမှာလည်းများဒီပင်ဟိုအတီးနဲ့ဒီအတီးနဲ့တော့နည်းနည်းတူထိုင်ရကြပါကင်မရာဆရာတူထိုင်ရကြပါအိုးဒခိုင်နဲ့အကြီးပဲပြေးလို့ပြိုသွားကုန်ကွပြောဆိုင်ရှိပြောဆိုင်ဒီကြောက်ရည်ရဲ့ဒီကလည်းငင်းသေးတယ်ငင်းဒီကြိုက်တဲ့အမျိုးတွေတော့ကြိုက်မှာပေါ့နော်မကြိုက်တဲ့အမျိုးလည်းမကြိုက်ဘူးပေါ့ဗျာကဲကြိုက်တဲ့အမျိုးတွေအတွက်ရိုက်ပြတာပါခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာဦးစိတ်